ဒီနေ့ပြောမယ့်အကြောင်းအရာကတော့အမျိုးသမီးတို့အတွက်အရေးကြီးတဲ့တအိမ်ကောင်းကင်ဆာ cervical cancer အကြောင်းပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်မကတော့ Australia နိုင်ငံမှာအလုပ်လုပ်ကိုင်နေတဲ့ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ဒါလေးကိုဘာလို့ထည့်ပြောပြလဲဆိုတဲ့အခါကျတော့ကျမကြီးအကြောင်းအထူးသဖြင့်ကင်ဆာအကြောင်းကိုမျှဝေတဲ့အခါမှာပြောနေတဲ့သူကဆရာဝန်တစ်ယောက်လို့ပြောလိုက်ရင်ပေါ့နော်ဘယ်လက္ခဏာတွေကတော့စိုးရင်ရမယ်ဘယ်အချက်တွေကိုတော့တတိထားမလဲဆိုတာကိုပို့ပြီးတော့နည်းနည်းများ awareness ပို့ရမလားပေါ့နော်ပထမဆုံးမေးခွန်းအနေနဲ့ကတော့တအိမ်ကောင်းဆိုတာဘယ်နာလဲတအိမ်ကောင်းဆိုတာတအိမ်ရဲ့အဝင်ဝပေါ့နော်ဒီမြားပြထားတဲ့နေရာလေးသူကလေဘင်းလိုမျိုးပုံသဏ္ဍာန်မျိုးရှိတယ်ပြောမယ်ဆိုရင်မွေးလန်းချောင်းရဲ့အပေါ်မှာရှိတဲ့နေရာလေးပါဒါပေမဲ့ဒီကင်ဆာကအဖြစ်များဆုံးကင်ဆာတော့မဟုတ်ဘူးမြန်မာနိုင်ငံရဲ့ data အနေနဲ့တော့မသိပေမဲ့ Australia မှာသူတို့ကောက်ထားတဲ့ data နဲ့ပြောရင်တော့ကင်ဆာဖြစ်တဲ့အမျိုးသမီးအယောက်100ကိုကြည့်လိုက်တယ်ဆိုရင်2ယောက်လောက်ကပဲတအိမ်ကောင်းကင်ဆာဖြစ်ကြတယ်တစ်နှစ်ကိုလူနာသစ်900လောက်ပဲတွေ့ရှိရတယ်ပေါ့နော်နောက်ထပ်အားပေးစကားပြောချင်တာကအစောပိုင်းအစဉ်တအိမ်ကောင်းကင်ဆာဖြစ်ပြီဆိုရင်အမျိုးသမီးအများစုမှာပျောက်ကင်းအောင်ကုသနိုင်တယ်ယောဂနည်းနည်းတိုးတက်ပြီးမှသိရရင်တော့မှကုသမှုကလုံနိုင်သေးတယ်ဒါပေမဲ့စောစောသိရင်တော့ရေရှည်အတွက်ပို့ပြီးတော့စိတ်ချရတာပေါ့နော်တအိမ်ကောင်းကင်ဆာကိုအဓိကဖြစ်စေတဲ့အကြောင်းရင်းကတော့ Human Papilloma Virus လို့ခေါ်တဲ့ HPV ဖြစ်ပါတယ်ဒီ virus ကအရန်ကိုအဖြစ်များပါတယ်အမျိုးသမီး80%လောက်ကသူတို့ဘဝမှာတစ်ချိန်တော့ကူးစက်ခံရနိုင်ပေမဲ့95%လောက်ကကိုယ်ခံအားစနစ်ကနေပြီးတော့သူ့အလိုပြန်ပြီးတော့ဖယ်ရှားပေးနိုင်လို့စိုးရိမ်စရာမရှိဘူးဒါကြောင့်တချို့မှလည်းသတိမထားမိကြတာပေါ့နော်ဒါပေမဲ့တချို့သောသူတွေ9%လောက်မှာကိုယ်ခံအားစနစ်ကအဲ့ဒီ virus ကိုမဖယ်ရှားနိုင်ပဲကြံနေတဲ့အခါမှာအဲ့ဒီ HPV virus အမျိုးအစားတချို့ကအချိန်ကြာလာတဲ့အခါမှာတအိမ်ကောင်းကင်ဆာဖြစ်ကိုပြောင်းလဲသွားစေနိုင်ပါတယ်ဒီ HPV virus အကြောင်းကိုအသေးစိတ်ရှင်းပြထားတဲ့ဗီဒီယိုလေးတစ်ပုဒ်ရှိပါတယ်ဒါကို comment မှာချထားပါတယ် HPV virus ကလက္ခဏာလုံးဝမပြတတ်ဘူးဒါကြောင့်ကိုယ်မှာ virus ရှိနေတာကိုကိုယ်တိုင်ဘယ်လို့မှမသိနိုင်ဘူးသိဖို့အတွက်အကောင်းဆုံးနည်းလမ်းကတော့အသက်25နှစ်ကနေစပြီးတော့9နှစ်တစ်ကြိမ်ပုံမှန်တအိမ်ကောင်းစစ်ဆေးမှု cervical screening test ကိုလုပ်ဖို့ recommend လုပ်ချင်ပါတယ်အဲ့လိုပုံမှန်စစ်ဆေးနေမှသာကင်ဆာမဖြစ်ခင်အပြောင်းလဲတွေကိုစောစောစီစီသိရှိနိုင်မှာပါHPV ပိုးကအဓိကတရားခံလို့ပြောလို့ရပေမဲ့လည်းတအိမ်ကောင်းကင်ဆာဖြစ်နိုင်ခြေကိုပိုမြင့်စေတဲ့တခြားချက်တွေလည်းရှိပါတယ်။ဆလိပ်ပုံမှန်တောက်သူဖြစ်နေရတအိမ်ကောင်းစစ်ဆေးမှုကိုပုံမှန်မလုပ်ဘူး။နောက်တစ်ခုကအသက်အရွယ်အပိုင်းခြားတစ်ခုပေါ့နော်35နှစ်အထက်နောက်တစ်ခုကတတိထားဆေးကို9နှစ်အထက်ပို့ပြီးတော့သုံးစွဲပူတာပေါ့နော်။အဲ့ဒါမျိုးဆိုရင် risk အနည်းငယ်လေးတက်သွားတယ်။မိသားစုဝင်ထဲမှာတအိမ်ကောင်းကင်ဆာရာဇဝင်ရှိတယ်ဆိုတော့အချက်တွေရှိရင်လေ risk ကနည်းနည်းလေးပိုပြီးတော့တက်သွားတာပေါ့ကွယ်တအိမ်ကောင်းကင်ဆာဖြစ်ခါစားမှာဘာလက္ခဏာမှမပြတတ်ပေမဲ့တတိထားစရာလက္ခဏာတွေပေါ်လာနိုင်ပါတယ်သွေးဆုံးပြီးမှသွေးပြန်ဆင်းတာလိန်ဆက်ဆန်ပြီးနောက်သွေးဆင်းတာလိန်ဆက်ဆန်စဉ်နာကျင်တာရာသီတစ်ခုနဲ့တစ်ခုကြားမှာသွေးဆင်းနေရာသီလာတာပုံမှန်ထက်ပိုများတာဒါမှမဟုတ်ရင်ပိုကြတာပုံမှန်မဟုတ်တဲ့အရေးဆင်းတာမျိုးပေါ့နော်ကင်ဆာကအဆင့်မြင့်လာပြီဆိုရင်အလုံးမောပန်းတာတွေခြေထောက်နာတာရောင်ရမ်းတာခါးအောက်ပိုင်းနာကျင်တာစတဲ့လက္ခဏာတွေပြလာနိုင်ပါတယ်ဒီလိုလက္ခဏာတွေကပုံမှန်မဟုတ်ပဲဆက်ရှိနေမယ်ဆိုရင်တော့ဆရာဝန်နဲ့မပြတ်မကွက်သွားရောက်ပြသဖို့တိုက်တွန်းချင်ပါတယ်ဆရာဝန်နဲ့သွားပြတဲ့အခါမှာဘာတွေဖြစ်လာနိုင်လဲပေါ့နော်အဲ့တော့ယောဂရာဇဝင်အကြောင်းကိုမေးမြန်းလိုက်မယ်စစ်ဆေးမှုတွေလုပ်ဆောင်လိုက်မယ်အဲ့ဒီထဲမှာတအိမ်ကောင်းစစ်ဆေးမှုတွေပါလာနိုင်တယ်နောက်တစ်ခုကcolposcopy လို့ခေါ်တဲ့procedure နဲ့ပေါ့နော် tissue နမူနာယူပြီးတော့စစ်ဆေးတာ biopsy ယူတာစတာတွေကိုလိုအပ်တယ်လို့ညွှန်ကြားနိုင်ပါတယ်ကုသမှုအနေနဲ့ကတော့ကင်ဆာရဲ့အခြေအနေအမျိုးအစားပေါ်မှာမူတည်ပြီးတော့
ခွဲစိတ်မှုပြုလုပ်မှာလားဓာတ်ရောင်ခြည်ကုသမှုလုပ်မှာလားဒါမှမဟုတ်ရင်ကင်ဆာဆွေးသွင်းကုသမှု chemotherapy ယူမှာလားဒါမှမဟုတ်ရင်ပေါင်းဆက်ကုသနည်းလုပ်မှာလားဆိုပြီးတော့အသင့်တော်ဆုံးကိုဆရာဝန်ကရွေးချယ်ပေးပါလိမ့်မယ်မိသားစုဆရာဝန်ကိုသွားပြရင်သူတို့ရဲ့သက်ဆိုင်ရာအထူးကိုရေးစီကိုညွှန်ပေးပါလိမ့်မယ်ကုသမှုခံယူတော့မယ်ဆိုရင်ကိုသိကျင်တာတွေကိုမေးမြန်းဆွေးနွေးဖို့အကြံပြုချင်ပါတယ်။တခါလေးကျရင်လူနာလေးတွေကဆရာဝန်ပြောတာပဲနားထောင်လာတယ်။အိမ်ပြန်ရောက်တဲ့အခါကျတော့မှမေးကျင်လာလေးရှိတယ်ပေါ့နော်။တချို့ကျတော့လေဘာမေးရမယ်မသိတာမျိုးရှိတတ်တယ်ပေါ့နော်။အဲ့တော့တိမ်ကောင်းကင်ဆာလို့သိရပြီဆိုတာနဲ့ပေါ့နော်။ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်တဲ့အခါမှာဒီကင်ဆာကဘလောက်ချိန်နေရှိနေလဲဘလောက်ကြီးနေပြီလေကိုမာကန်ဆာရှိရင်သမီးဖြစ်သူမှာကောကန်ဆာဖြစ်နိုင်ခြေတွေတက်သွားလားပေါ့နော်နောက်တစ်ခုကကိုဝင်ဆောင်တဲ့အသက်အရွယ်ပိုင်းခြားမှာလည်းရှိနေတယ်ကိုဝင်ယူဖို့ plan ရှိတယ်ဆိုရင်ကုသမှုပြီးတဲ့အခါမှာကိုဝင်ဆောင်နိုင်ပါအောင်မလားနောက်တစ်ခုကလိင်ဆက်ဆံတဲ့အခါမှာထိခိုက်မှုတွေရှိနိုင်မလားကုသမှုတွေရဲ့ဘေးထွက်ဆိုးကျိုးတွေကဘာတွေလဲဒါမျိုးလေးမေးသင့်ပါတယ်အမျိုးသမီးတို့အနေနဲ့ပြောပြခဲ့တဲ့ယောဂလက္ခဏာတွေရှိနေပြီဆိုရင်စောစောစီစီစစ်ဆေးမှုတွေလှုပ်ဆောင်ပြီးတော့ကိုဘဝကိုကာကွယ်ကြပါလို့တိုက်တွန်းရင်းနဲ့ဒီ topic လေးကိုဒီမှာပဲညီကုန်းချုပ်လိုက်ပါတယ်အချိန်ပေးပြီးတော့နားဆင်ပေးရလဲကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like share နဲ့ subscribe လေးလုပ်သွားဖို့လည်းတောင်းဆိုချင်ပါတယ်သိချင်တာလေးရှိရင်လည်း comment မှာပြောထားခဲ့လို့ရပါတယ်နောက်ထပ်အတွေ့အကြုံအမြင်သစ်လေးနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်ရှင် Bye